ကောင်လေးတယောက်ကသူ့ရဲ့ကြောမှာဂျိုသားကြောရိုးတစ်ခုကိုထည့်သွင်းလိုက်တယ်။ချက်ချင်းဆိုသလိုပဲအဲ့ဒီကြောရိုးဟာသူ့ခန္ဓာကိုယ်နဲ့တသားတည်းဖြစ်သွားခဲ့တယ်။သူ့ရဲ့မျက်နှာမူရာဟာလည်းအသက်မရှိသလိုမျိုးချက်ချင်းပြောင်းလဲသွားပြီးတစုံတရာကသူ့ရဲ့စိတ်နဲ့အတိတရားကိုထိန်းချုပ်လိုက်လို့ပါပဲ။လောင်အိမ်ထဲကဂျိုသားတတဝါကိုတွေ့လိုက်ရတဲ့အခါသူဟာတွန့်ဆုတ်မနေတဲ့လောင်အိမ်ကိုဖွင့်ပေးလိုက်တယ်။အရေးကြီးတဲ့အချိန်မှာပဲသူ့ဖေရောက်လာပြီးတားဆီးခဲ့ပေမဲ့ကောင်လေးကတော့ရန်လိုတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။သူ့သားရဲ့စိတ်တွေအထင်းချုပ်ခံထားရမှန်းသိသွားတဲ့အဖေဟာကြောရိုးကိုအတင်းတင်းဆွဲခွာလိုက်တဲ့အခါကောင်လေးဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်။အစီအစဉ်ပြတ်သွားတာကိုတီးလိုက်တဲ့ဂျိုသားဟာဒေါသကြီးနဲ့အနားကဝန်ထမ်းတယောက်ကိုလဲပြီးညှစ်တက်လိုက်တယ်။ကောင်မလေးတယောက်ရောက်လာတဲ့အချိန်မှာတော့သူ့ချစ်သူဟာအသက်မရှိတော့ပါဘူး။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးဂျိုသားကဂျင်းနဲ့တလိုမျိုးပြုံးနေခဲ့တယ်။ဒေါသထွက်သွားတဲ့ကောင်မလေးဟာဂျိုသားဆာစားနေတဲ့အချိန်မှာလေးစားတင်းနဲ့ပစ်လိုက်ပြီးခွဲစိတ်သားနဲ့ဂျိုသားရဲ့ကိုယ်ထဲကိုထိုးဆိုင်ကချက်ချင်းတက်ပစ်လိုက်တယ်။ပြီးနောက်အဲ့ဒီလောင်းကိုတက်ခွဲခန်းထဲယူသွားခဲ့တယ်။ဒါပေမဲ့တိပတ်ပညာရှင်တွေကဂျိုသားရဲ့အရေးကွန်ကိုခွာပြီးခွဲစိတ်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့အားသင့်သွားကြတယ်။ဘာလို့လဲဆိုတော့ဂျိုသားရဲ့ခန္ဓာကိုယ်ထဲမှာနောက်ထပ်ကြောရိုးတစ်ခုရှိနေသေးလို့ပါပဲ။ဒါဟာဒီတတဝါကိုတောင်နောက်ထပ်အသက်ဆွမ်းအားတစ်ခုထိန်းချုပ်ထားတယ်ဆိုတာရှင်းနေပါတယ်။အဲ့ဒီအချိန်မှာပဲကြောရိုးကိုဖယ်ရှားလိုက်တဲ့ကောင်လေးဟာပြန်လို့လာခဲ့တယ်။မိုက်ဆိုတဲ့လူငယ်လေးကဂျိုသားတွေနဲ့ကြောရိုးအကြောင်းကိုထပ်တီးဖို့စ조사ပေမဲ့ကယ်ဗင်ကတော့အသက်မဲ့တဲ့အမူအရာနဲ့သူတို့မင်းတို့ကိုအကုန်တက်လိမ့်မယ်လို့ပြောလိုက်တယ်။ဒီစကားကြောင့်မိုက်ဟာအံ့အားသင့်ပြီးစကားပြောနိုင်ဖြစ်သွားခဲ့တယ်။အဲ့ဒီနေ့မှာပဲမိုက်ဟာကယ်ဗင်ပြောတဲ့ဂျိုသားတွေနေထိုင်ရာနေရာကိုသွားခဲ့တယ်။သူဟာဂျိုသားတွေရဲ့ထိန်းချုပ်မှုကိုခံထားရတဲ့ကလေးတယောက်လိုဟန်ဆောင်ဖို့အတွက်ဂျိုသားကြောရိုးကိုသူ့ကြောမှာတက်ဆင်လိုက်တယ်။သူ့ရဲ့အစီအစဉ်ကတော့အဲ့ဒီနေရာထဲကိုခိုးဝင်ပြီးသူ့ညီလေးနဲ့တခြားကလေးတွေကိုကယ်ထုတ်ဖို့ပါပဲ။အဆောက်အဦထဲအခြေအနေတွေဟာတကယ်ကိုကြောက်စရာကောင်းပါတယ်။ဂျိုသားတွေအမြဲတမ်းကင်းလစ်နေကြတာပါ။မိုက်ဟာကလေးတစုကိုခေါ်သွားတဲ့ဂျိုသားတစ်ကောင်ကိုတွေ့လိုက်တဲ့အခါအခွင့်ရေးယူပြီးအုပ်စုထဲရောဝင်လိုက်တယ်။သူတို့နောက်ကိုလိုက်သွားပြီးအခန်းတစ်ခုထဲရောက်သွားတဲ့အခါရော်သေးတာဂျိုသားတွေဟာလူဦးရေတွက်ရမှာမကျွမ်းကျင်တာပါပဲ။မိုက်ဟာတခြားကလေးတွေလိုပဲကျမ်းပြင်ပေါ်မှာလဲအိတ်နေလိုက်တယ်။အဲ့ဒီနောက်မှာတော့ဂျိုသားတွေဟာကျမဥဝတ်လိုမျိုးသူတို့အပေါ်မှာခုထိုင်လိုက်ကြပါတော့တယ်။